မြင်းမြန်ဆွေးနွေးဆိုင်ဦးလန်းချောင်းကျမ်းမာရေးအစီအစဉ်လေးရနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကိုအဓိကကူညီပံ့ပိုးပေးတာကတော့ SC Probiotic ကနေဖြစ်ပါတယ်ဒီမှာအများစုသိချင်နေကြတဲ့မေးခွန်းလေးကိုမတီနာကိုစားပြုမေးပေးသွားမှာဖြစ်ပြီးတော့ဒေါက်တာရေးပြည့်ဟင်းကနေဖြေဆိုပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးသိချင်တဲ့မေးခွန်းလေးကတော့ဆရာ Probiotic ပါဝင်တဲ့အစားအစာလေးတွေကဘာလေးများဖြစ်မလဲဆရာဟုတ်ကဲ့ပါအဲ့တော့ဟို probiotic ပါဝင်တဲ့အစားအစာဆိုတာထက်ကို probiotic ကြွယ်ဝတဲ့စားတောက်လို့ပြောနေပိုကောင်းတော့မှာနော်ဘာလို့လဲဆိုတော့ probiotic တွေကခန္ဓာကိုယ်ကောင်းကျိုးပြုတဲ့ပိုးလေးဖြစ်တယ်ပြီးတဲ့အခါကျရင်ဒီ probiotic ရဲ့ကောင်းကျိုးတွေကလည်းခန္ဓာကိုယ်နှံ့မှာအစာယုံလမ်းကြောင်းအပြင်တခြားခန္ဓာကိုယ်နှံ့မှာလည်းကောင်းကျိုးတွေရှိရပေါ့နော်ဆိုတော့ဆရာတို့ကဒီကောင်းကျိုးရဖို့အတွက်ဒီ probiotic ကြွယ်ဝတဲ့စားတောက်တွေကိုနေ့စဉ်ပေါ်မှာစားပေးဖို့လိုတယ်ဒါဆိုဘယ်လိုစားစာတွေလဲပေါ့အဲ့တော့အလွယ်ဆုံးနဲ့အားလုံးကြားဘူးပြီးသားရင်းနှီးပြီးသားသိပြီးသားကတော့ဒိန်ဂျင်ပေါ့နော်ဆိုတော့ဒိန်ဂျင်ထဲမှာဒီနို့တကြားကိုဖောက်ထားတယ်အချင်းဖောက်ထားတဲ့နို့တကြားကိုချင်းဖောက်ပြီးတော့ရလာတဲ့အကျိုးပြုပိုးလေးတွေ lactobacillus ဆိုပိုးလေးပါတယ်ပေါ့နော်ကျွန်တော်တို့ကဒိန်ဂျင်စားပါဦးလမ်းကြောင်းကျန်းမာရေးကောင်းတဲ့ probiotic ကြော်ရတယ်ဆိုတာ homemade ဒိန်ဂျင်ပေါ့ homemade yogurt ပေါ့နော်ဒီအိမ်လုံးဒိန်ဂျင်ကိုပဲစားခိုင်းတာအဲ့တော့ ready made ဒိန်ဂျင်တွေဝယ်စားမယ်ဈေးရဲ့ဒိန်ဂျင်တွေဝယ်စားမယ်ဆိုတော့ကျွန်တော်တို့ကတေချာရွေးချယ်ဖို့လိုတယ် ready made ဒိန်ဂျင်တွေဆိုတာ ready made ဆိုတဲ့အတိုင်းပဲသူကကြာချီခန်းနေတကြားအတုတွေပါတယ်ဗျအဲ့ခါကျတော့ဒိန်ဂျင်ကကျန်းမာရေးကောင်းခြင်းလို့စားကမှဒိန်ဂျင်ကြောင့်ပို့ပြီးဝက်ချက်နေထွက်လာတာတော့ဒါမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ဒုတိယတစ်ခုကတော့ကျွန်တော်မြန်မာနိုင်ငံမှာအမတမတွင်ကျင်နေပြီပေါ့နော်လူတွေလည်းသိနေကြတယ်ဒီ probiotic လည်းအမတမကြွယ်ဝတာတော့ kifa ပေါ့နော်ဆိုတော့ kifa ဆိုတာကကျတော့သူကနှစ်မျိုးရှိတယ်သူကရေ kifa နဲ့ no kifa ဆိုပြီးရှိတယ်ဆိုတော့ no kifa ကကျတော့တချို့ကလည်း no kifa ဒင်ဂျင်နဲ့တူတယ်တော့ပြောတယ်အဲ့လိုတော့မဟုတ်ဘူး no kifa ကတော့ဒင်ဂျင်ထက်ပို့ပြီးတော့ probiotic ပါဝင်မှုပိုများတယ်ဒါကြောင့်မလို့ kifa ကိုတကယ်နီးမှန်လမ်းမှန်စနစ်တကျအချင်းပေါက်ပြီးတောက်နိုင်ရင်လည်းဦးလန်းချောင်းတွေအမတမကျမ်းမာကြီးကောင်းအောင်တွေ့ရတယ်နောက်တစ်ခုကတော့ဆရာတို့မြန်မာလူမျိုးတွေနဲ့လည်းရင်းနှီးတယ်အဲ့ဒါဘာလဲဆိုတော့မီဆိုပေါ့မီဆိုဆိုတာကကျတော့သူကဂျပန်လူမျိုးတွေရဲ့ရိုးရာအစားအစာဟုတ်တယ်မီဆိုဟင်းညို့ပေါ့နော်အဓိကတော့သူကမီဆိုဆိုတော့ညီမလေးအနှစ်ပေါ့သူကဒီပဲကိုအချင်းဖောက်ထားတဲ့အနှစ်လေးပေါ့အဲ့ဒီအနှစ်ကိုကျွန်တော်တို့ဟင်းညို့လို့တောက်တာပေါ့နော်ဒီတဲ့ခါကျတော့သူကကွန်ပူချာဆိုတာလည်းရှိတယ်ကွန်ပူချာဆိုတာကကျတော့သူကဘာလဲဆိုတော့သူကဒီအဲ့လိုအဖက်တစ်ခုပေါ့နော်ဒီလိုပဲတကြားတို့တစီတို့ရောထားတဲ့အဖက်ကြီးတစ်ခုကိုရအောင်လုပ်ရတယ်။ရာပြီးသားသူကနေသူများမျှဝေလို့လည်းရတယ်။အဲရလာတဲ့ဟာအောင်မှသူကတကြားရည်တို့ဘာတို့ပြားရည်တို့နဲ့ပြန်ပြီးတော့စိန်ပြီးတော့ရလာတဲ့ဖြော်ရည်အနေနဲ့ကျမ်းမိုင်နေညွတ်တဲ့ဖြော်ရည်တစ်ခုအနေနဲ့တောက်ကြတယ်ပေါ့နော်။ဒါကြီးလည်းရှိရ။ပြီးလို့ရှိရင်ဆရာတို့ကဂျင်းပေါ့နော်ဂျင်းဆိုတာကကျတော့သူကဒီကျွန်တော်တို့အိမ်မှာဟင်းချက်ရင်တုံးတဲ့ဂျင်းပဲအဲ့ဂျင်းကိုလည်းအဲ့လိုပဲသူဖြော်ပုံဖြော်နီးတော့ရှစ်ထားရတော့ဒီမှာပြောရင်အရန်ရှည်သွားမှာဆိုလို့ပေါ့နော်အဲ့ဒီဂျင်းကိုလည်းဖြော်ရည်နေနဲ့လုပ်လိုက်မယ်ဆိုဆရာတို့ကဒါကို ginger ale လို့ခေါ်တယ်အဲ့တော့ ginger ale ကကြတော့ဒါဟိုရှိခဲ့တဲ့ ginger ale တောက်ခဲ့တယ်ဆိုတဲ့ဟာတွေဝတ္ထုတွေမှာဖတ်ဘူးတယ်ပေါ့နော်အဲ့တော့ ginger ale ကဒီလိုယာသီးတို့ပူလာပြီဆိုလို့ရှိရင်ဒီ ginger ale အရည်လေးကိုရေခဲစိမ်ပြီးတော့တောက်မယ်ဆိုရင်လည်းအဲ့ ginger ale ထဲမှာဒီဂျင်းထဲမှာပါတဲ့အာဟာရဓာတ်တွေကိုစားထားတဲ့probiotic ပိုးလေးပါတယ်ပြီးတော့ဆရာတို့မြန်မာယူရစားစားပေါ့ probiotic ကြော်ရတယ်လို့ပြောလို့ရတာပုံရည်ကြီးပေါ့နော်အန်ကိုဘီဆော့ပေါ့နော်အဲ့တော့ဆရာတို့ကပုံရည်ကြီးကိုဒီတိုင်းဘယ်လိုမှမစားဘူးဘာနဲ့ရောစားလဲဆိုကြက်သွန်နဲ့ရောပြီးစားတယ်အဲ့တော့ပုံရည်ကြီးအနှစ်လေးကိုကြက်သွန်နဲ့ရောပြီးတော့တုပ်စားရဲဆိုရင်ကြက်သွန်ကဆရာတို့အရင်ဗီဒီယိုတွေမှာဆွေးနွေးခဲ့တဲ့ probiotic ရဲ့အစာအဲ့တော့ပုံရည်ကြီးထဲမှာပါတဲ့ probiotic ကကျက်သွန်ဖြစ်တဲ့ prebiotic ကိုစားလိုက်လို့ရှိရင်သူတို့နှစ်ယောက်ပေါင်းလိုက်ကောင်းကျိုးကပို့ပြီးတော့များသွားတယ်လို့ပြောခဲ့တာပေါ့နော်ဟုတ်ကဲ့ပါ probiotic ကြော်ပွားအစားအစာတွေမေးပြီးသွားပြီဆိုတော့လေဆရာဟိုဒီလို probiotic ကိုအစားအစာအနေနဲ့စုပ်ယူတာပိုကောင်းလားအစားအစာအနေနဲ့ရယူတာပိုကောင်းလားဒါမှမဟုတ်ရှင်ဖြစ်ဆက်စာအနေနဲ့စားသုံးတာပိုကောင်းလားပေါ့ဆရာအနေနဲ့ဘယ်လိုလေးကြံပေးခြင်းလဲရှင်ဟုတ်ကဲ့ပါအဲ့တော့ဆရာအနေနဲ့ကြံပေးတော့မပြောခင်နိုင်ငံတကာမှာပညာရှင်တွေဘယ်လိုပြောထားလဲပေါ့နော်အဲ့တော့ဒီအာဟာရပညာရှင်တွေတို့နောက်ဒီ functional ဖြလန်းတွေကိုမေးတာပေါ့ဟုတ်တယ်နော် functional ကပြောတဲ့ဆရာဝန်တွေပညာရှင်တွေတို့ integrated ကပြောတဲ့ဆရာဝန်တွေပညာရှင်တွေကတော့တညီတညွတ်တဲ့ပြောထားတာကတော့နေ့စဉ်ဘဝမှာဆရာတို့ခန္ဓာကိုယ်ကောင်းကျိုးရဖို့ probiotic ကိုနီလန်းနှစ်ခုစလုံးနဲ့ယူရမယ်အစားတောက်ကနေလည်းယူရမယ်probiotic ကြောရတဲ့စားတောက်တွေစားရမယ်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်လည်း probiotic ဖြစ်သက်စာကိုတောက်သုံးပေးတဲ့တယ်ဘာကြောင့်လဲဆိုတော့ဆရာတို့အစားတောက်ကနေရယူရဲဆိုတဲ့နေရာမှာဆရာတို့ဒီနေ့ခပါကြီးကကြတော့သူကဒီ organic food ပေါ့နော်တဘာဝအစားတောက်ပေါ့နော်တဘာဝတိုင်းစိုက်ပျိုးတဘာဝတိုင်းရိတ်သိမ်းတဘာဝတိုင်းပြင်ဆင်ချက်ပြုတ်တဲ့စားတောက်စားပေါ့တော်တော်လေးကိုခက်ခဲနေတယ်အထူးသဖြင့်ဆရာတို့လိုဒီလိုမျိုးပြားမှနေတဲ့လူတွေဆိုရင်ဟုတ်တယ်ညီမလေးဈေးကြီးတာငွေကုန်ကြီးကတက်နိုင်အောင်မခိုင်ကြရင်ကိုနီးနားမှာဝယ်လို့မရအောင်ပေါ့နော်အများပြားဆရာတို့ကဒီ modernize culture ပေါ့နော်ဒီခင်မီစိုက်ပျိုးတဲ့စနစ်တွေနဲ့ပဲစိုက်ထားတဲ့စားတောက်တွေပဲဆရာတို့ကစားနေကြတာအဲ့ခါကျတော့ probiotic ကြောရတဲ့စားတောက်တွေစားတဲ့ဆိုတော့ညာလေ probiotic တွေလုံလောက်မှုရှိချင်မှရှိတယ်ဥပမာအဖြစ်ပေါ့နော်ဆရာတို့ကမုံလောင်းနီစားတယ်ကြက်သွန်တွေလည်းစားနေဟင်းသင်းရွက်တွေစားတယ် probiotic တွေကိုခန္ဓာကိုယ်မှာကြော်ရနေမယ်လို့ထင်နိုင်စရာရှိတယ်ဒါပေမဲ့ကိုစားနေတဲ့ဟင်းသင်းရွက်တွေကသဘာဝတိုင်းဆက်ပြိုးထားတာမဟုတ်ဘူးဆိုရင် probiotic တွေကကြောက်တယ်ဗျ probiotic တွေတေကုန်တယ်အဲ့တော့ဆရာတို့ကတစ်ဖက်တစ်လမ်းကနေလည်း probiotic ဖြစ်ဆွတ်စာလေး probiotic အာဆီလေးနဲ့ကုပေးရတယ်အဲ့တော့နှစ်ခုလုံးလုံးနိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်ဆိုတော့နှစ်ခုလုံးလည်းလုပ်ပေးဖို့လိုအပ်တယ်ဟုတ်ကဲ့ပါ probiotic ကိုဖြစ်ဆွတ်အားစေးအနေနဲ့ဆိုလို့ရှိရင်အသုံးပြုဖို့တောက်သုံးဖို့လိုလားဆရာအေးပေါ့နော်အဲ့ဒါတော့ခုနပြောသလိုပေါ့နော်ဒီအစားတောက်ရလဲယူပေးတင်တယ်နောက်ပြီးခါကျ probiotic ဖြစ်ဆွတ်စာအနေနဲ့လည်းဒီနီလန်းနှစ်ခုလုံးနဲ့လုပ်တာကတော့ပိုကောင်းတယ်လို့ဒါပညာရှင်တွေကကြံပြကြတယ်ပေါ့နော်ဟုတ်ကဲ့ပါ probiotic ကိုလေအခြား
ားအားစိတ်တစ်ခုခုတခြားစိတ်တစ်ခုခုနဲ့တော့တွဲဖက်တောက်သုံးလို့ရလားဆရာဟုတ်ကဲ့ဒါလေးကလည်းမတမသိတဲ့နေပေါ့နော်အဲ့တော့ probiotic ကတော့ပြောမယ်ဆိုဆရာတို့ကဒါအားစေးပေါ့နော်အားလုံးနားလည်လို့အောင်ပြောတာအားစေးပေါ့ဒါမှမဟုတ်လေအာဟာရဖြည့်ဆွတ်စာပေါ့ supplement အနေနဲ့တောက်ကြရများတယ်ပေါ့နော်ကျမကြီးကောင်းကျိုးတွေကိုကြားဘူးနာဝရှိတဲ့သူတွေတည်ထားတဲ့သူတွေကတော့ဒါ probiotic လေးကိုပုံမှန်တောက်ကြရတယ်ပေါ့နော်ကျွန်တော်တို့ဆိုလည်းပုံမှန်တောက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့အစားအသောက်ကို view site တယ်ဆိုတော့ညာလေအပြင်စာတွေသိမဆောက်ဆိုတော့ညာလေဒီဘက်ခေခုနပြောတဲ့လူနေမှုစနစ်ရာစားတောက်ရတဲ့စားတောက်တွေကအစားတောက်ရည်သူတွေကျလာတဲ့ခါကျ probiotic လေးနဲ့ဖြည့်ပေးထားရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီ probiotic ကိုဖြည့်ဆွတ်စာအနေနဲ့တောက်ပေးနိုင်ရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်နောက်မေးခွန်းလေးတစ်ခုကကြာဘယ်လိုလူမျိုးတွေတောက်သုံးသင့်လဲဘယ်လိုအသက်အရွယ်တွေမှာတောက်သုံးဖို့လိုအပ်လဲဆရာဟုတ်ကဲ့ပါအဲ့တော့ဘယ်လိုလူမျိုးတွေတောက်သုံးသင့်လဲဆိုတော့မေးခွန်းကကြာတော့လေဒီ probiotic ကောင်းကျိုးနေရာပဲပြန်ကြည့်ရမှာပေါ့နော်ဆရာတို့ကဒီလူတိုင်းအတွက်ဦးလန်းချောင်းကျန်းမာရေးရေးကြည့်တယ်နောက်ဒီ probiotic ကလည်းခန္ဓာကိုယ်မှာဦးလန်းချောင်းကျန်းမာရေးပြင်ခန္ဓာကိုယ်ခေါင်းဆခြေဆုံးသူကအကျိုးကျေးဇူးမှတမများတယ်ဆိုတဲ့ခါကျတော့ဒီမွေးကင်းစအရွယ်ကနေစပြီးတော့ဆရာတို့ကိုယ်ခန်းစနစ်ကိုစပြီးတော့တိဆောက်တယ်ဟုတ်ကဲ့ဒီဆောက်တဲ့ခါမှာမိခင်တို့တောင်းရင်နဲ့ဇီဝတိုင်းမျိုးတဖြည်းဖြည်းကြီးထွားလာတယ် probiotic တွေဦးလန်းချောင်းအနှံ့မှာနေရာယူထားတယ်အင်အားပြည့်လာတယ်ကိုယ်ခန်းစနစ်ကိုကောင်းကောင်းစပြီးတော့လှုပ်လုပ်တယ်အဲ့လိုကနေဆရာတို့ကမိခင်တို့ဖြတ်လိုက်ပြီ6လပြည့်လို့ရှိရင်ဆရာတို့တွေဖြည့်ဆွတ်စာရေးစပြီးတားလေးတာစားကြီးသမီးလေးတာစားကြီးအာဟာရမုံတွေတိုက်တယ်ထမင်းလေးကိုနော်ဟိုကြိတ်ချေပြီးတော့နော်ကျွေးတယ်အာလူကိုပြပြလေးလုပ်ပြီးကျွေးတယ်ကြက်ဥတွေကျွေးကြတယ်အဲ့လိုစကျွေးလာပြီဆိုတာနဲ့အစားအသောက်ပုံစံတွေပြောင်းတဲ့ခါမှာ probiotic တွေကလုံးဝပြောင်းလာတယ်ဆရာတို့ငယ်ငယ်တော့အတွေးခေါ်တဲ့အသက်ကြီးလာအတွေးခေါ်မတူတော့ဘူးအဲ့လိုပြောင်းလာတဲ့ခါမှာငယ်စဉ်ဘဝတော်မှာရှိတဲ့ပိုးတွေကအသက်အရွယ်ရရတယ်များပိုးပုံစံတွေပြောင်းလာတယ်အဲ့တော့ဒီ6လနဲ့1နှစ်ကြာဖြည့်စွတ်စာစကျွေးတဲ့အရွယ်မှာ probiotic တွေဒီဆရာတို့မွေးကင်းစားရှိတဲ့အကျိုးပြုပိုးတွေပုံစံမဟုတ်တော့ဘူးအသက်ကြီးတဲ့အရွယ်နဲ့ကိုက်ညီတဲ့ပိုးတွေပုံစံပြောင်းသွားတယ်ပြောင်းသွားပြီးတော့1နှစ်ကျော်လာပြီးသွားပြီးစပေါက်လာပြီး1နှစ်ခွဲ2နှစ်လောက်စကားတွေပြောတတ်လာပြီးလမ်းလျှောက်တက်လာပြီးဆိုရင်ဆရာတို့ကမိသားစုထမင်းဝိုင်းတွေကိုဒီကလေးလေးကစဝင်ပြီဝင်ပြီဆိုတဲ့အခါမှာအမေကသူစားတဲ့အတိုင်းပဲကလေးကိုကျွေးနေပြီအဲ့လိုအဆင့်ကြလို့ရှင်ညာခါ2နှစ်လောက်ဆိုရင်ပိုးတွေပုံစံပြောင်းသွားပြန်အဲ့လိုမှဒီစင်ဆရာတို့တွေအရွယ်ရောက်လာမယ်ဆယ်ကျော်သက်အရွယ်ရောက်မယ်တခါအသက်ကြီးသွားပြီဘဝရည်တရွာသွားတဲ့ရွယ်ပေါ့နော်ဒီဆရာပြတော့ဆရာတို့မိဘအရွယ်တွေပေါ့အဲ့လိုရွယ်တွေရောက်လာပြီဆိုလို့ရှိရင်တခါပိုးတွေပုံစံပြောင်းသွားပြန်အဲ့ကြရင်ကြတော့ तू ကဒီဒါကြောင့်မလို့ကျမ်းမာရေးဂရုစိုက်တဲ့သူတွေကျမ်းမာတဲ့သူတွေအသက်ကြီးလာတဲ့ခါမှာလည်းအသက်တာကြီးလာတယ်မပြတ်စည်းဘူးပေါ့အသက်ကြီးပြီမပြတ်စည်းဘူးပေါ့မှန်ညံနေကောင်းနေသေးတယ်အလုပ်တွေလုပ်နေတယ်ဆိုတာ probiotic လေးတွေဆက်ပြီးအလုပ်လုပ်ပေးနေတာအသက်ကြီးရင်လည်းပိုးတွေပုံစံပြောင်းသွားတယ်ဆိုတော့အသက်အရွယ်ပေါ်မူတည်ပြီးတော့ probiotic တွေအပြောင်းလဲဖြစ်တဲ့အတွက်ဆရာတို့ဒီ probiotic ဖြည့်ဆွတ်စာတွေကလည်းအသက်အရွယ်မူတည်ပြီးတော့တောက်ရတယ်ဆိုတော့ပမာဏအနေနဲ့ကကြတော့ဟိုကလေးတွေဆိုတော့ဆရာတို့အသက်အရွယ်မူတည်ပြီးတော့ပေါ့နော်1 billion ပေးတယ်5 billion ပေးတယ်လို့ပေးကြတယ်ပေါ့နည်းနည်းကြီးလာတဲ့ကလေးကြီးတွေပေါ့ဥမာ9နှစ်10နှစ်ရွယ်ပေါ့နော်အဲ့လိုဆိုတော့ဆရာတို့10 billion လောက်ပေးတယ်အရွယ်ရောက်ပြီးသူတွေဆိုရင်တော့15 billionတို့20 billion တို့30 billion တို့ဒီလိုပေးလို့ရတယ်တနေ့ကိုပေါ့နော်တကယ်လို့ခုနလိုဝင်ရှုံးဝင်ပြောဖြစ်တယ်တို့ဝင်ကြိုက်တယ်တို့နော်အစားမသွားတယ်ဘယ်မကောင်းဖြစ်တယ်နေမကောင်းဖြစ်တယ်ဆိုရင်တော့တနေ့ကို50 billion တို့100 billion တို့အဲ့လိုလည်းတောက်ပေးလို့ရတယ်ဟုတ်ကဲ့ပါဆိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်တော့မိုးကင်းစားကနေပြီးတော့မှတိတ်ဆုံးချိန်နာအထီကိုဒီ probiotic ကလိုအပ်နေတယ်လို့ပြောလို့ရတယ်နော်ဆရာဆိုတော့ဘယ်လောက်ပမာဏတောက်ရမလဲကိုယ့်အတွက်ဘာလိုအပ်လဲဆိုတာတော့ဟိုသက်ဆိုင်ရာအကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့မှ dose လေးတွေယူတာပို့အဆင်ပြေမယ်နော်ဆရာဆိုတော့နောက်မေးခွန်းလေးတစ်ခုကကြတော့လေဒီကျန်းမာတဲ့သူတွေရော probiotic တောက်လို့ရလားပေါ့တောက်မယ်ဆိုလို့ရှိရင်ရောပို့ပြီးတော့ကျန်းမာနိုင်လားအဲ့ဒါလေးသိချင်ပါတယ်ဆရာဟုတ်ကဲ့အဲ့တော့ဆရာတို့ကလူတရားဘယ်လောက်ထိကျန်းမာနေလဲဆိုတော့ပြောဖို့တော့နည်းနည်းခက်တာပေါ့နော်အဲ့တော့ခုနောက်ပိုင်းဆိုလို့ရှိရင်ဒါဒီမေးခွန်းမေးရသူလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဆရာတို့ကကျန်းမာတယ်ဆိုအတုံးလုံးထပ်ပို့ပြီးတော့မြင့်တဲ့အတုံးလုံးဖြစ်သွားပြီပေါ့နော်အဲ့ဒီခါမှာဆရာတို့ကအခုဒီဘက်ခင်မှာတွန့်တွန့်ကြဲကြဲသုံးတဲ့စကားလုံးလေးတစ်လုံးရှိအဲ့ဒါဘာလဲဆိုတော့ wellness ပေါ့ wellness ဆိုတာကကြတော့ဟိုဓာတ်ရိုက်ဘာသာပြန်ရင်တော့ကောင်းတာပေါ့နော်ကောင်းတယ်ဆိုတော့ဘာလဲဆိုရင်ရုပ်ကောစေရောကောင်းတယ်ရုပ်ကောစေရောကျန်းမာနေတယ်အဲ့တော့ရုပ်ကောစေရောကျန်းမာနေတဲ့သူကိုပို့ပြီးတော့ဆရာတို့ကရုပ်ကောစေရောကျန်းမာနေတဲ့အခြေအနေဖြစ်အောင်ပို့ပြီးတော့ဖန်တီးပေးတယ်ဥပမာပေါ့လူနာတယောက်ကစီးကြိုတွေတအားတက်လို့သတိလေးပြီးဆေးရုံတက်လိုက်တယ်စီဂျိုချပေးလိုက်ပြီးကောင်းသွားပြီဆိုဆရာတို့ဆေးရုံပေးဆင်းလိုက်တယ်ဒါပေမဲ့အိမ်ုံပြန်တဲ့အခါမှာဆေးလက်တစ်ခုပ်ကြီးနဲ့သွားရတယ်သူဒီဆေးလက်တစ်ခုပ်ကြီးတောက်နေရသူစီဂျိုထိန်းနိုင်နေတယ်ဆေးမတောက်တဲ့နေ့ဆေးမမှန်မတောက်တဲ့နေ့မှာသူစီဂျိုပြန်တက်ပြီးတော့ဆေးရုံပြန်ရောက်မယ်ဆိုတော့ဒါဆိုသူက wellness လို့တော့အရင်ပြောလို့မရဘူးဆရာတို့နိုင်ငံတွေကကြာတာဖွံ့ဖြိုးဆဲနိုင်ငံတွေဆိုတော့အများအပြားလူတိုင်းကတော့နေ့စဉ်ဘဝမှာစားဝတ်နေတော့ရုန်းကန်ရရှိတယ်အဲ့တော့ wellness ကိုလည်းလုပ်ဖို့တော့လိုပါတယ်ဆရာတို့ကအရင်ချမ်းသာမှာမဟုတ်ဘူးဒီစိတ်ရောကိုယ်ပါကျန်းမာနေဆိုတက်တန်းစီပျော်ပျော်ရွှင်နေနိုင်တာပေါ့အဲ့ဒီအဆင့်မှာ probiotic တွေအမှန်တမ်းရေးပါတယ်အဲ့တော့ကျန်းမာနေတယ်ဆိုရင်တော့မှကိုယ်မှာလိုအပ်ချက်ရှိနေတယ်ဆိုတော့တောက်ပေးလို့ရတယ်တောက်ပေးမယ်ဆိုလို့ရှိရင်ခုနပြောတဲ့အစာရုံနဲ့ကြောင့်ကျန်းမာရေးတွေပိုကောင်းလာမယ်ဟော်မုန်းတွေညီမျှလာမယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော် resilience skill ပေါ့နော်ဒီလောကဓာတ်ကိုဘယ်လောက်ထိခံနိုင်ရရှိလဲပြဿနာတွေဘယ်လောက်ထိကိုကင်တွယ်ဖြေရှင်းနိုင်လဲဒါတွေကောင်းလာတယ်ပြီးလို့ရှိရင်ကိုစားတဲ့အစားအသောက်တွေကလည်းပို့ပြီးတော့ခန္ဓာကိုယ်မှာအာဟာရပိုဖြစ်တယ်ပေါ့အဲ့တော့တောက်သုံးနိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းကျိုးတွေရှိရပါတော့ဟုတ်ကဲ့ပါဆရာဒါနောက်ဆုံးမေးခွန်းလေးမေးခွင့်ပြုပါဆရာဆိုတော့အစာရင်ဦးလန်းချောင်းကျန်းမာဖို့အတွက်ဆရာအနေနဲ့တခြားအကြံပေးခြင်းတဲ့အချက်လေးလည်းရှိရင်ပြပြပေးပါအောင်ဆရာဟုတ်ကဲ့ပါအဲ့တော့အစာရင်ဦးလန်းချောင်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအခုဆိုရင်မေးမြန်းဆွေးနွေးအစာရင်ဦးလန်းချောင်းကျန်းမာ
မာရေးဆိုစီစဉ်လေးကိုတင်ဆက်နေရဖြစ်ပါတယ် ဟုတ်ပါတယ် ဆိုတော့ဒီမှာဆိုရင်စာဝင်လမ်းကြောင်းကျန်းမာရေးနဲ့ပတ်သက်တဲ့အရာတွေကိုတက်နိုင်သမျှပေါ့နော်ရရှိရဲ့အချိန်အတွင်းမှာကြိုးစားပြီးတော့မျှဝေပေးခဲ့တယ်ပေါ့နော်မိတ်ဆွေတို့အနေနဲ့ထပ်ပြီးတော့သိချင်တာရှိလို့ရှိရင်လည်း comment မှန်ပြီးတော့မေးပေးလို့ရတယ်ပြီးတော့ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ကိုချဲရတဲ့သူတွေအတွက်လည်းဒါလေးမျှဝေပေးလို့ရတယ်နော်ဆိုတော့အဲ့မှာစာဝင်လမ်းကြောင်းကျန်းမာရေးကောင်းဖို့အတွက်ပေါ့နော်စောင်းရင်ရှောင်းရင်ပြောမယ်ဆိုတော့အများကြီးပေါ့နော်အဲ့ဒီကနေကျွန်တော်အမြဲတမ်းပြောပြနေကြဒီ R6 လုံးပေါ့နော် R6 လုံးချင်းကပ်မှုပုံစံပေါ့ 6R approach ပေါ့နော်အဲ့တော့ R6 လုံးချင်းကပ်မှုပုံစံလေးကိုတော့နည်းနည်းဒီမှာအကျဉ်းလေးခြုံပြီးတော့ပြောပြလိုက်မှာပေါ့နော်ဆိုတော့နံပါတ် 1R ကတော့ဘာလဲဆို remove ပေါ့ remove ဆိုတာဖယ်ရှားပါပေါ့အဲ့တော့ဖယ်ရှားပါဆိုတဲ့နေရာမှာဒီဦးလန်းချောင်းကျမ်းမာရေးကိုထိခိုက်စေတဲ့အရာမှန်သမျှကိုဆရာတို့ကစပြီးဖယ်ရှားရမယ်အဲ့တော့ဥမာဦးလန်းချောင်းကျမ်းမာရေးကိုဘာတွေကထိခိုက်စေလဲအစိပ်ပစ္စည်းမှုများတာရေးလားအေးဝါမိတ်တာရေးလားကိုလည်းလှုပ်ရှားမှုမလုပ်တာရေးလားဒါမျိုးတွေပေါ့နော်ကိုစားတောက်တဲ့ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေမှားယွင်းနေရလားဒါတွေကိုအရင်ဆုံးပြင်ရမယ်ပြီးတော့တန်ကောင်းနေပေါ့နော်တန်ရှိရဆိုတန်ချပေးရမယ်အဲ့တော့တန်နေမချဘဲနဲ့ဆရာတို့ကဒီလို probiotic ဘယ်လောက်ကောင်းတဲ့ဆေးပဲတောက်သူကတန်ကောင်းနေရလဲတက်ရှိပဲအဲ့တော့ဆရာတို့စားတဲ့စားတောက်တွေကိုတန်နေကကြိုက်တယ်အဲ့တော့တန်နေစားသွားရင်ဆရာတို့ကမရတော့ဆရာတို့ခန္ဓာကိုယ်ကမရတော့အဲ့လိုလေးရှိဒါဖယ်ရှားတဲ့အဆင့်နံပါတ် 1 remove နံပါတ် 2 ကကျတော့သူက replace ပေါ့မကောင်းတာတွေဖယ်ပြီးရင်ကောင်းတာတွေထည့်ရကောင်းတာတွေပြန်ပြီးစားထိုးမယ် replace ပေါ့နော်ဒါဆိုဆရာတို့ရဲ့စာယုံလမ်းကြောင်းမှာဘာဓာတ်တွေလိုနေလဲအစာချီတွေလိုလားအင်ဇိုင်းတွေလိုလားအစာယုံလမ်းကြောင်းကျန်းမာရေးတွေလိုအပ်တဲ့အာဟာရဓာတ်တွေလိုလားဒါတွေကိုဆရာတို့ replace ပေါ့ပြန်ဖြည့်တင်းပေးရမယ်ပေါ့နော်ဒါဒုတိယအဆင့်ပေါ့နော်တတိယအဆင့်မှာကျတော့သူကဘာလုပ်ရလဲဆိုလို့ရှိရင်ဆရာတို့ကrepair ပေါ့ repair ဆိုတာじゃပြုတ်ပြင်တာအဲ့တော့အစာအသောက်စားတဲ့အခါမှာဘယ်လောက်ထိအောင်မှဦးနိုင်ရန်ကျန်းမာရေးအတွက်အရေးကြီးလဲဆိုရင်ဆရာတို့ရဲ့အစာယုံလမ်းကြောင်းကျန်းမာရေးကိုထိခိုက်စေတဲ့အစာအသောက်တစ်ခုစားလိုက်တာစူးတွေကိုမျိုးချလိုက်သလိုပဲတဲ့အဲ့တော့အစာယုံလမ်းကြောင်းနိုင်ရမှာအပေါက်ပေါက်လေးဖြစ်ကုန်တယ်အဲ့ဒီအပေါက်ပေါက်လေးတွေကလည်းဖြစ်ုံနဲ့စိတ်မပူနဲ့ဆရာတို့ခန္ဓာကိုယ်ဒီကျန်းမာနေအဲ့ဒီအပေါက်ပေါက်လေးကိုပြန်ဖာနိုင်တယ်ဒါပေမဲ့အဲ့လိုဖာမဲ့အာဟာရဓာတ်တွေပါကိုယ်မှမရှိနေဘူးဆိုရင်တော့ပြဿနာတက်နိုင်တယ်ဒါကြောင့်မလို့ဦးနိုင်ရန်ကျန်းမာရေးကိုကောင်းစေတဲ့ဟာတွေပေါ့နော်ဥပမာဗီတာမင်တွေသတ္ထုဓာတ်တွေအသားဓာတ်တွေဒါတွေကိုလုံလောက်အောင်စားပေးရတယ်ဆိုတော့ပြီးတဲ့အခါကျတော့နံပါတ် 4 ဆင့်ပေါ့အဲ့ဖြည့်တင်းတဲ့ဆင့်တော့ဆရာတို့က re-inoculate လို့ခေါ်တယ် inoculate ဆိုတာဆရာတို့ကဒီကောင်းတဲ့လူတွေကိုယူပြီးတော့လိုအပ်တဲ့နေရာမှာထည့်လိုက်တယ် probiotic လေးတွေကိုဖြည့်တင်းပြီးတော့ probiotic ကြိုးရတဲ့စားတောက်တွေစားမယ် probiotic ဖြည့်ဆွတ်စားတွေမှန်မှန်တောက်ပေးမယ်ဒါလေးလောက်ရတယ်ဆိုတော့ဆရာတို့ကတော်တော်များများဦးလန်းချောင်းကျန်းမာရေးမကောင်းဘူးဆို probiotic တန်းတောက်ကြတာဒီရှိရအဆင့်3ဆင့်ကိုကိုကလှုပ်ထားရလားဒါလေးကတော့မေးစရာဖြစ်လာတာပေါ့နော်အဲ့တော့အဆင့်3ဆင့်ပြီးမှ probiotic လေးကိုတခြားလေးတောက်ဆိုတော့ပို့ပြီးကောင်းကျိုးရှိရပေါ့နော်ဆိုတော့နံပါတ်5နဲ့နံပါတ်6ကတော့ဟိုဒါအဆင့်လိုက်လို့မှရမဟုတ်တခါတည်းတွဲပြီးလောက်ရမှာပေါ့အဲ့တော့နံပါတ်5ကတော့ဗာလဲဆိုဆရာတို့က release ပေါ့ release ဆိုတာဖြည့်လျှော့တာဆရာတို့ရဲ့ဦးနိုင်ရန်ကလည်းဆရာတို့နေစဉ်နဲ့အမျှဆရာတို့အလုပ်တွေလုပ်နေလို့စိတ်ဖိစီးမှုတွေများနေလို့ဦးနိုင်ရန်ကသူကတင်းကျပ်နေရဦးနိုင်ရန်ကိုယ်တိုင်က under pressure ပေါ့နော်ဖိအားရည်နဲ့ဒုက္ခများလှုပ်နေဒီကြားဆရာတို့ကတဲ့တဲ့မတဲ့တဲ့ကြိုက်ရင်စားချလိုက်တာပဲတိရမတက်မန်းသီးနဲ့လည်းစားပလိုက်တာပဲအဲ့လိုဆိုအဲ့လိုတွေစားလိုက်ပြီဆိုဦးနိုင်ရန်သူခြေရခတ်တဲ့အစားအသောက်ကိုစားနေတယ်ဒုက္ခများမှလည်းမနိုင်ဝင်နေထမ်းနေရတယ်အဲ့တော့သူကကြိုင်ပောက်ကွဲထွက်လာတတ်တယ်အဲ့တော့ပောက်ကွဲထွက်တဲ့ဆင်ကတော့ယောဂဖြစ်တဲ့ဆင်ပေါ့နော်ဆိုအဲ့လိုမဖြစ်အောင်လို့ဆရာတို့ဦးနိုင်ရန်ကိုဖြည့်လျှော့ပေးရတယ်အဲ့တော့ဘယ်လိုနည်းနဲ့ဖြည့်လျှော့မလဲဦးနိုင်ရန်ဖြည့်လျှော့ဖို့ဆိုရင်ဝင်းမှန်မှန်သွားရေဓာတ်တွေပါလုံလောက်အောင်တောက်ပေးရတယ်ဆရာတို့ဒီ massage therapy ပေါ့နော်နှိပ်နေပေးရတယ်ရေတွေပါဆိုရင်နွေးလေးနဲ့ချိုးပေးရတယ်တချင်းလေးတွေနားထောင်ပေးရတယ်တရားတွေထိုင်ပေးရတယ်တခါတလေလူနေတဲ့နေရာပေါ်မှာကန်းကြီးတို့တောထဲတို့သွားပြီးအားကစားလုပ်ရတယ် sorry ဘယ်လိုခေါ်မလဲ relax လုပ်ရတာပေါ့နော်vacation ပေါ့နော်အဲ့လို picnic ပေါ့နော်အဲ့လိုထွက်တာမျိုးတွေပေါ့နော်အဲ့လိုဦးလန်းချောင်းအောင်လည်းဆရာတို့ဖြည့်လျှော့ပေးလို့အဲ့လိုဖြည့်လျှော့စေတဲ့အာဟာရဓာတ်တွေကိုလည်းစားပေးရတယ်ဥပမာ magnesium ကျော်ရတဲ့စားတောက်တွေပေါ့နော်အဲ့ဒါမျိုး magnesium ဖြည့်ဆွတ်စားတို့ probiotic ကတော့အကုန်လုံးမှာကောင်းကျိုးရှိတယ် probiotic ကိုယ်တိုင်ကလည်းဦးလန်းချောင်းရဲ့ tension တွေပေါ့ဦးလန်းချောင်းရဲ့ဖြည့်ဆည်းမှုတွေသူကပြေလျော့စေတယ်ဆိုတော့ဒါနံပါတ်5 release ပေါ့နံပါတ်6ကကျတော့ rebalance ပေါ့ rebalance ဆိုတာကျတော့သူကဟန်ချက်ပြန်ညှိအောင်ထိန်းညှိပေးတာပေါ့နေ့စဉ်နဲ့အများအလုပ်ပြီးဖြစ်နေအောင်အလုပ်ပြီးတော့လည်းမိသားစုကိစ္စပြီးတော့လူမှုရေးအဲ့လိုကြီးနဲ့ပဲဖြစ်နေတော့ဆရာတို့ကတဘာဝနဲ့ဆက်သွယ်ပြောက်သွားတယ်အဲ့တော့ဆရာဆိုရင်တော့ဆရာရဲ့လူနာတွေအများကြီးပြောပြလေးရှိတယ်ပတ်စံမကုန်တဲ့နည်းနဲ့လည်းကျမ်းမာအောင်အများကြီးလုပ်လို့ရတယ်အနက်စောစောနေအောင်ကြီးခံတာမျိုးလမ်းလျှောက်ထွက်တာတို့လေကောင်းလေတန်ရတဲ့နေရာမှာအသက်ရှူလေခြင်းကလုပ်တာတို့အဲ့ဒီအကုန်လုံးကတော့ rebalance ပေါ့ကိုယ်ခန္ဓာကိုယ်က balance အောက်သွားတယ်ဟန်ချက်မညီတော့ဟန်ချက်ပြတ်သွားတယ်အဲ့ဒီဟန်ချက်ကိုဆရာတို့ပြန်ပြီးတော့ညှိလိုက်တာအဲ့လိုမျိုးကိုယောဂပေါ်မူတည်ပြီးဒီအဆင့်6ဆင့်တိုင်းသာသွားမယ်ဆိုရင်ဒါဘာပဲပြောဆရာတို့ကကာလာပိုင်းချက်တစ်ခုရောက်လာတဲ့ခါမှာဗဒမကုသခက်တဲ့အစာယုံလမ်းကြောင်းယောဂတွေကိုလည်းအောင်နိုင်သွားတဲ့ကောင်းသွားတဲ့လူနာတွေအများကြီးရှိပါတယ်ဆိုတာကိုအားလည်းပေးခြင်းနဲ့ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့မင်းမြန်ဆွေးနေစာယုံလမ်းကြောင်းကျမ်းမာရေးစီစဉ်လို့နှုတ်ဆက်ရတော့မှာဖြစ်ပါတယ်အခုလိုမျိုးသေးသေးအကြောင်းအရာလေးတခြားရှင်းပြပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ဆရာနေ့စဉ်ဘဝကျမ်းမာဖို့ probiotic ကိုတောက်ကြစို့လို့ဆိုပြီးတော့အားလုံးကိုတိုက်တွန်းရင်းနဲ့ပဲဒီစီစဉ်လေးကိုနှုတ်ဆက်လိုက်ပါတယ်ဦးလန်းချောင်းကျမ်းမာနုပြိုလှပစေဖို့ SC probiotic နေ့စဉ်တောက်စို့